copy ကို22ရက်4လ2026 update လုပ်ပေးဖို့ပေါ့အဲ့လိုလုပ်ပေးဖို့ဆိုလို့ရှိရင်နော် copy update 22ရက်ဆိုတာဒီ copy ဘာတွေပါမလဲဆိုတော့ဒီထဲကိုဖြည့်ထည့်ပေးဖို့ငကို capstone 1တို့ဘာလို့ကဘာမှဖြည့်ပြင်စရာမလိုထည့်ပြီးပါပြီအခုအစ်စ်က1 hybrid ကို update လုပ်ပေးလိုက်ဒါတွေအကုန် copy ကူးပြီးတော့1 hybrid အောက်မှာထည့်ပေးလိုက်ခဏပြောခဲ့တဲ့ဒါထည့်တဲ့အတွက်ဒီက box setting တွေအစားကိုတည်ပြရတဲ့အတိုင်းနဲ့အစင်းနဲ့ဖြစ်နေလိမ့်မယ်ကိုလိုရင်ထပ်ပြင်ဖို့ဆိုတော့ဒါထည့်ရမယ်ပြီး my debug ထဲမှာဒီ debug 23ခုရှိတယ်နော်ဒါကိုကူးထည့်မယ်ဒါပေမဲ့ကူးထည့်တာခါမှာကူးထည့်လိုက်ယုံနဲ့ဒီဘက်ကလည်းကူးထည့်လိုက်ယုံနဲ့ဒီကလည်းဒီထဲကတည်ထားပြီးတော့ဖြစ်တဲ့အတွက်အလိုလျောက်တော့ချိန်နေလိမ့်မယ်ဟုတ်နော်ပြင်ရတော့လုံးမမဟုတ်ဘူးအဲ့ဒါတခုလုပ်ဖို့လိုတယ်ပြီးရင် database ထဲမှာဒါ copy ဟိုမှာဆောက်ထားတဲ့နာမည်မတူတော့ဘူးအဲ့ထဲကိုဒါဒီ box တွေထဲကိုတိုးရင်လိုက်တိုးမယ်ဒါပေမဲ့ဒီထဲမှာဒီအတိုင်းထဲဖို့နော်ရှင်းမှာဒါကတော့ရှင်းရှင်းလင်းလင်းရှိတယ် admin box DAT ရှိတယ် central data ရှိတယ် central share data ရှိတယ်ဒါကတော့လုံးဝ SQLite database เนาะ database file စစ်ကြီးเนาะဒါဟိုမှာရောက်ရင်တော့ဒါကိုဖွင့်လို့ရမှာမဟုတ်ဘူးဟိုဒီဆို general audit report ကနေပဲ transition ကိုလမ်းဆက်လို့ရမယ်เนาะဆိုရင်ဒါ copy အောက်မှာသွားမယ်ဒါဒီ data database အောက်ထဲကိုဒါထည့်ရမယ်ပုံစံပြောတာဒီနေရာမှာဒီ copy ဆိုတဲ့နာမည်ကိုတော့မယူနဲ့ပေါ့နော်ဟိုမှာရှိတဲ့နာမည်နဲ့တိုက်အောင်တော့ထည့်လိုက်အဲ့ဒါကထည့်ဖို့နော်ဒါနောက်တစ်ခုကအရေးကြီးနေတာတစ်ခုက script တွေထည့်ပေးဖို့လိုတယ်ဒီ script တွေလောလောဆယ်ကဒါဒီ script ကဘာကြောင့်အရေးကြီးတယ်လဲဆိုတာကိုပြန်ပြောပြမယ်ဆိုရင်ဒီမဲ့ C ရောက်ထဲမှာနော် program file ဟောတယ် program data အောက်ထဲကိုဝင်ဖို့လိုတယ်ဒီထဲမှာ capstone ဆိုတာရှိတယ်အဲ့ထဲမှာ script ဆိုတဲ့ folder ရှိပြီးဒီလိုရှိမယ်ဟောဒါထည့်ပေးမှာဆိုတော့ဒီမဲ့ဆိုပါစို့ဒါကိုစောက်လို့မရဘူး admin permission မရလို့စောက်လို့မရဘူးဒါမှခဏပြောင်းထားပေးမယ်နော်ဒါ program data အောက်မှာသူများဆက်မှာဆိုရင်ဘယ်လိုစောက်မလဲဆိုတာကိုတစ်ချက်ပြမယ်နော်ပြမယ်ဆိုတဲ့နေရာမှာအခုထည့်ပေးလိုက်တဲ့အထက်မှာ developer 2ဆိုပြီးတော့ပါလိမ့်မယ် developer 2ဆိုပြီးဒီ update ထဲမှာနော် developer 2အဲဒီ developer 2တဲ့ကဒီကောင်ရှိတယ်ဒါနဲ့ပတ်သက်လို့ဒါ batch file လို့ခေါ်တယ်ဒါနဲ့ run လိုက်ရင်သူဆောက်ပေးလိမ့်မယ်ဆိုတော့ဒါကဘာအလုပ်လုပ်တာလဲဆိုတာကိုပြောပြရမယ်ဆိုလို့ရှိရင်သူကဒီ program file အောက်ကတို့ဒီ admin က control လုပ်ထားတဲ့ဟာတွေကိုသူကလမ်းပြီးတော့ folder လမ်းဆောက်ပေးလိမ့်မယ်ပြီးရင် permission password ရှိရင်တော့ password နဲ့ပေါ့ permission ကို pass လုပ်ပြီးတော့သူကသွားဖို့တကယ်တော့ဘာနဲ့တူလဲဆိုအရင်တုန်းက capstone ကို right click လုပ် property မှာ security ကိုကိုယ့်ကိုအမှန်ချစ်တွေလိုက်ပေးရတဲ့အစားသူကသူလုပ်ပေးမှာဒါပေမဲ့လို့ဒါကယာယီတော့တကယ်လို့ဒီ capstone one office system အကုန်ပြီးသွားလို့ setup file ဖန်တီးပြီးသွားပြီဆိုလို့ရှိရင်တော့ဒါတွေကအလိုလျောက်လုပ်ပေးသွားလိမ့်မယ်နောက်ပိုင်းကျရင် capstone အခုဆိုရင် capstone folder ကို permission ပေးရတာ right click property လက်နဲ့လိုက်လုပ်တယ်နောက်ပိုင်း setup လုပ်တဲ့ file တွေကလုပ်စရာမလိုတော့ဘူးသူအလိုလျောက်လုပ်ပေးတယ်အခုလည်းပဲနော် program data အောက်ထဲကို capstone ဆိုတဲ့ folder ဆောက်ပြီးတော့ script ဆိုတဲ့ folder ဆောက်ပြီးတော့ data တွေသွတ်သွင်းချင်တာလက်နဲ့လုပ်လို့မရဘူးနော် admin ကခွင့်မပြုဘူးအဲ့လိုဆိုရင်ဒီ do ဆွေးကိုသုံးမယ်ဒါဒီယာယီသုံးမယ်ဖြစ်တယ်အမြဲသုံးမဟုတ်ဘူး setup လုပ်ပြီးသွားပြီဆိုရင်တက်သူဟို setup file ကနေ run လိုက်မယ်အခုကတော့ဒါကိုသုံးမယ်အဲ့ဒါဆိုလို့ရှိရင်ဒါကို right click လုပ်လိုက်ပြီးအဓိကဘာနဲ့တော့ run as administrator နဲ့ run လိုက်ရမယ် run လိုက်မယ်ဆိုရင်အလုပ်လုပ်လိုက်မယ်အဲ့ဒါဆိုရင်သူတို့မေးလာရင် password ရှိရင် password ထည့်ပြန် yes လုပ်လိုက်အဲ့ဒါဆိုလို့ရှိရင်သူဒီရှေ့ရပြောခဲ့တဲ့ C အောက်ကနော် program data အောက်မှာသူဒီ capstone အသစ်ကိုဆောက်ပေးလိုက်တယ်နော်ဒါမျိုး script အဲ့ဒီလိုဆောက်ပြီးသွားရင် permission ရပြီဆိုလို့ရှိရင်နော်ဒီရှိတဲ့ဒီ server share script folder တွေကဒါတွေကိုယူပြီးတော့ကူးထည့်လိုက်ပေါ့နော်ကူးထည့်လိုက်ကူးပြီးတော့ကူးထည့်ပေးလိုက် program file အောက်ကသူက program data ရိုက်ကြည့်မှရမယ်
ဒီအောက်ထဲမှာ script ထဲမှာဒါတွေထည့်လိုက်အဲ့ဒါဆိုလို့ရှိရင် report တွေနဲ့တကယ်လို့နောက်ပိုင်း report တွေကိုတစ်ခုလုပ်ပေးပြီးအသစ်ပြင်နေဟေးဆိုရင်ဒီ file လေးတွေကိုဒီမှာလာပြီးတော့အခုမှ Asana dashboard တွေပေါ်တာတစ်ကောင်တွေချောင်းပေါ်တာ test တွေ run တာဒါတွေကတော့ဒီနာမည်ပုံစံနဲ့အသစ်တွေဥမာ01030708ဒီတိုင်းမဲ့လည်း1 2 3 4 5တွေဖြစ်လာနိုင်တယ်လောလောဆယ်ကဒါပဲ apply လုပ်လို့ဒါပဲဆိုတော့အဓိကနောက်ပိုင်း update လုပ်မှာအဲ့လိုလုပ်နိုင်ဖို့ဒီ folder ကို script ကိုလုပ်ထားတာပေါ့နော်ဆိုတော့ဒါတွေကခဏခဏလေးနာမည်ပြောင်းတာပေးတာဒါဒီ program file ဟို program data အောက်မှာရှိရနော် program file နဲ့မဆိုင်ဘူး program file က program file တက်ဆိုတော့ဒါကအဲ့လို method နဲ့ဖြည့်ပြီးတော့လုပ်ပြလိုက်ဖို့လိုပြန်ချုပ်လိုက်လို့ရှိရင် database ကူးထည့်ရမယ်ဆိုရင်တည်တယ် developer 2က Asana ဟာလေးတင်ဖို့ right click နဲ့နောက် run as administrator နဲ့ run ပြီးတော့ဒါကို run ပေးပြီးတော့ဆောက်ပေးလိုက်ဆောက်ရုံတက်ပဲဆောက်တာပြီးသွားလို့ရှိရင်ဒီ script ကိုကူးထည့်ပေးလိုက်ဒါဆိုလို့ရှိရင် report အတွက်လည်းအဆင်ပြေသွားမယ် report ဘုတ်ကိုလည်းချိတ်ထားပြီးသားနဲ့ဆိုအဆင်ပြေသွားမယ်เนาะ my page ဘုတ်တွေ update လုပ်လိုက်เนาะရတယ်ဆိုရင်ဒါကအခု setup လုပ်ပေးတဲ့အခါဒါတွေ setup လုပ်ပေးလိုက်ရင်ရတယ်